ကျွန်တော်ကိုကောင်းဒီဇလန်းကိုပြန်ပြောရတာကြောက်နေတော့မှာပဲဒါပေမဲ့မမျှဝေရင်ပိုဆိုးမယ်အဲ့ဒီညက2023ခုနှစ်မုတ်တုံမှုအကုန်ကျွန်တော်တယောက်တည်းမြန်မာပြည်မြောက်ပိုင်းကတောင်တန်းလမ်းမှာဆိုင်ကယ်နဲ့ခရီးထွက်နေတယ်ရွာထဲမှာလူသူကင်းမဲ့နေတယ်အိမ်တွေကမီးမထွန်းဘူးတခုတည်းသောမီးစာနဲ့အရေးထင်နေတာကအိုးဝေးကရွှေနှင်းစီဟိုတယ်ဆိုတဲ့နာမည်ဟောင်းတက်ထားတဲ့အိမ်ပြက်ကြီးပါကျွန်တော်အတွင်းဝင်ဖို့ခြေလန်းလန်းတဲ့ခါကြာကြာဝါဝါတန်တစ်ချက်ကြားလိုက်ရတယ်အိမ်ရှိတကားကလေတိုက်လို့ဟာတလားဒါမှမဟုတ်တယောက်ယောက်ကဖွင့်ထားလိုက်သလားဟိုတယ်ထဲဝင်တော့ဖုံတွေပင့်ကူအိမ်တွေနဲ့ပြည့်နေတဲ့လက်မှတ်စာရွက်တွေက1980ပြည့်နှစ်ကနေရက်သွားတယ်ဘယ်သူမှဒီဟိုတယ်ကို240လောက်မသုံးဘူးထင်တယ်ဒါပေမဲ့အခန်း228ရောက်တဲ့အခါတကားကနနီးဟနေတဲ့အတွင်းကမီးအိမ်လင်းရောင်ညှို့ညှို့နဲ့မြင်ရတယ်ကျွန်တော်အတွင်းကိုကြည့်လိုက်တဲ့အခါအဖြူရောင်ချက်ချက်ဝစ်စုံနဲ့အမျိုးသမီးတစ်ယောက်ကြာတူပန်းခွေနဲ့မှောက်လျက်အိတ်နေတာတွေးလိုက်ရတယ်။သူမရဲ့စပင်ကအနက်ရောင်ရှည်လျားပြီးလေပင်မှာအကျိုးရတစ်ခုထင်နေတယ်။ချက်ချင်းပြန်ထွက်ပြေးဖို့လှည့်တဲ့အခါတကားကဟက်ကနေပိတ်သွားတယ်နောက်မှာဒီမှာလာခဲ့ဆိုတဲ့အတန်တစ်ချက်ကြားလိုက်ရတယ်။ကျွန်တော်သတိလစ်သွားတဲ့နိုးတဲ့အခါမနက်ခင်းဖြစ်နေပြီ။ကိုဟိုတယ်ရဲ့ဥယျာဉ်ထဲမှာတွေ့တယ်ဒါပေမဲ့ကျောပြင်မှာလက်သေးရာတွေချစ်ရာတွေနဲ့ပြည့်နေတယ်ပြီးတော့အိတ်ကက်ထဲကဓာတ်ပုံဟောင်းတစ်ပုံ1980ကဟိုတယ်အလုပ်သမီးတစ်ယောက်ရဲ့ဓာတ်ပုံသူမရဲ့လယ်ပင်မှာကျိုးရပါတယ်ဒီဟိုတယ်မှာဘာဖြစ်ခဲ့တာလဲသူမကကျွန်တော်ကိုဘာလို့ချင်တာလဲဒီညကလည်းသူမပြန်လာအောင်မလားဒီဇလန်းကိုနားထောင်ပြီးရင်ခီးသွားရင်ဟိုတယ်ပြက်တွေမှာညအိပ်ဖို့စဉ်းစားမယ်ဆိုရင်တတိထားပါဘာလို့ဆိုသူတို့တွေကတင့်ကိုစောင့်ကြည့်နေလို့ပါ